မွေးလေးနဲ့ဘူးနုနဲ့တောက်လို့ကောင်းတဲ့တူဟင်းချိုလေးချစ်ကြမယ်နော်တူဘူးရဲ့နုညံ့မှုမိုးရဲ့ချိုတဲ့နဲ့ကျုပ်လေးပေါင်းဆက်လိုက်တော့ရတာကတော့တကယ်ကိုထိမိနေရောနော်အားဒါလည်းရှိလို့ရတာလည်းလွယ်ကူတော့မိသားစုတွေအသင့်တော်ဆုံးလေးတစ်ခါပါရှင်းဖက်ကြည့်လိုက်ကြရအောင်နော်ပြေဦးဆုံးတူဖူးလေးတွေကိုကြုံပြီးတော့ခဏလောက်ဆယ်ထားလိုက်ပါမယ်ပြီးရင်တော့ချစ်ဦးလေးတွေကိုကြုံဝေပြီးတော့မှငရုတ်သီးစိမ့်လေးတွေထည့်လိုက်ပါမယ်ရှင်ကြော်ထားတဲ့တူဖူးလေးတွေမိုးမုံညင်းလေးတွေနဲ့ခန်းကျင်လေးတွေထည့်ပြီးတော့ရင်သွေးလေးဆိုပြီးတော့ခဏလောက်ဖွက်လာပြီးအောင်ထားလိုက်ပါမယ်နော်အရသာအနေနဲ့ကတော့ငံပြာကြီးကြာညိုခင်းစုတွေပဲထည့်ထားပါလိမ့်ရှင်ကဲခုဆိုရင်တော့ပွက်လာပြီပေါ့နော်ပွက်လာတော့မြုပ်လေးတွေကိုဖယ်ထုတ်လိုက်ပါမယ်ရှင်အနံ့ကလည်းမီးကြိုင်နေပြီပေါ့နော်ခုဆိုရင်တော့ဤလေးခန်းသွားပြီဆိုတော့ကျစ်သွမိတ်လေးဖြူပြီးတော့အယောင်မစားခြင်းစပွဲတူပူဟင်းလေးရပါမယ်ရှင်အရင်လဲလွယ်ကူတာမို့လို့အိမ်မှာလိုက်လို့စားကြည့်ကြပါနော်အားလုံးပဲစားကြပါအောင်ရှင်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့တရားချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပိုင်းလေးတွေချစ်သွားအောင်လို့ဆိုတာစောင့်ကြည့်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်